ကိုယ့်ရဲ့ဘဝမှာအခက်အခဲတွေတစ်ခုပြီးတစ်ခုဇက်တိုက်ကျုံလာတဲ့အခါရီမန်းချက်တွေကအရန်ဝေးကွာလုံးနေတယ်လို့ခံစားရတဲ့အခါအဲ့ဒီကိစ္စတွေကတော့ငါ့အတွက်လုံးဝမဖြစ်နိုင်တော့ဘူးထင်နေဆိုပြီးတော့စိတ်ပြက်လက်ပြက်တွေတွေးမိဘူးပါသလားလူတိုင်းလိုဒီလိုခံစားချက်မျိုးကိုဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်တော့ကြုံဘူးကြမှာပါဒါပေမဲ့ဒီဗီဒီယိုလေးကိုအစကနေအဆုံးထိတေချာလေးနားထောင်ကြည့်လိုက်ပါဒီဗီဒီယိုလေးပြီးဆုံးသွားတဲ့အခါမိတ်ဆွေရဲ့ရင်ထဲမှာမဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးတွေနေရာမှာငါတေချာပေါလုံးနိုင်ရမယ်ဆိုတဲ့မရင်းရိုင်တဲ့ယုံကြည်မှုတွေအရှုံးမပေးခြင်းတဲ့ခွန်အားတွေအပြည့်အဝဝင်ရောက်သွားစေရမယ်လို့ကျွန်တော်ရေးကြီးအာမခံပါတယ်ဒီနေ့မိတ်ဆွေတို့အတွက်ကျွန်တော်တင်ဆက်ပေးမယ့်စာအုပ်လေးကတော့ဆရာဖေမြင့်ဘာသာပြန်ဆိုရေးသားထားတဲ့မဖြစ်နိုင်ဘူးဆိုတာတေချာပြီလားဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ကကမ္ဘာကျော် Reader Digest Magazine မှာဖော်ပြခဲ့တဲ့ The Best Advice I Ever Had ကျွန်တော်ဘဝမှာရခဲ့ဘူးသမျှအကောင်းဆုံးအကြံဉာဏ်ဆိုတဲ့ဆောင်းပါးလေးတွေကိုစုစည်းပြီးတော့မြန်မာမှုပြုထားတာပါနေပယ်အသီးသီးမှာအောက်ခြေကနေစတင်ပြီးထူးချွန်အောင်မြင်လာခဲ့တဲ့သူတွေရဲ့ဘဝဖြတ်သန်းမှုအကြောင်းတွေနဲ့သူတို့ဘဝကိုအကြီးအကျယ်ပြောင်းလဲသွားစေခဲ့တဲ့အဖိုးတန်အကြံဉာဏ်တွေကိုဒီစာအုပ်ထဲမှာအသက်ဝင်စွာဖတ်ရှုရမှာပါပထမဆုံးအနေနဲ့ဂျွန်ဟာရိုဂျွန်စင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့အကြောင်းကိုစပြောခြင်းပါတယ်သူကငယ်စဉ်ကအရန်ကိုစင်းရဲနှုံချတဲ့လူမဲကောင်လေးတစ်ယောက်ပါပညာသင်ဖို့တောင်အနိုင်နိုင်ရုန်းကန်ခဲ့ရပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူဟာအမေရိကန်မှာအမတန်အောင်မြင်တဲ့စာအုပ်ထုတ်ဝေသူအာမခံလုပ်ငန်းပိုင်ရှင်နဲ့ဘဏ်လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီလိုတုံညာဘဝကနေသူအဲ့ဒီလောက်အောင်မြင်လာဖို့ဘယ်အရာတွေကတွန်းအားပေးခဲ့တယ်လဲဆိုတာမိတ်ဆွေသိပါသလားအဲ့ဒါကတော့သူ့အမိစီကရခဲ့တဲ့အကြံဉာဏ်ပဲဖြစ်ပါတယ်စင်းရဲပင်ပန်းလွန်းလို့စိတ်ထဲကျနေတဲ့အချိန်တိုင်းသူ့အမိကသူ့ကိုအမြဲပြောခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်တဲ့အဲ့ဒါကတော့ဖြစ်ရမယ်လို့ဆွဲဆွဲမြဲမြဲယုံကြည်မယ်ကိုရွေးချယ်တဲ့ပွဲကိုဝင်းပြိုင်ဖို့ဇွဲနှပဲလေးရှိမယ်ဆိုရင်အောင်ပွဲဆိုတာကပြေးမလို့ဘူးတဲ့စဉ်းစားကြည့်ပါမိတ်ဆွေကျွန်တော်တို့တွေလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုပိုင်စီးပွားရေးအသစ်တစ်ခုစတင်တဲ့နေရာမှာပဲဖြစ်ဖြစ်အခက်အခဲတွေနဲ့ကြုံလာရင်ငါမှာအရင်းနှီးမှမရှိတာငါမှာအဆက်အသွယ်မှမရှိတာငါလုံနိုင်ပါမလားဆိုပြီးတော့တွေးတတ်ကြပါတယ်ဒါပေမဲ့ဂျွန်စင်ရဲ့အမေပြောခဲ့တယ်လို့ပါပဲကိုရွေးချယ်ထားတဲ့လမ်းကြောင်းပေါ်မှာအောင်မြင်ရမယ်ဆိုပြီးတော့ဆွဲဆွဲမြဲမြဲယုံကြည်ပါပြီးရင်နောက်ဆုတ်မသွားဘဲနဲ့ဇွဲရှိရှိနဲ့ဆက်လုပ်ပါတနေ့ကြာရင်မိတ်ဆွေလိုချင်တဲ့အောင်ပွဲဆိုတာကကြေကြပေါင်းရလာမှာပဲဖြစ်ပါတယ်ဒုတိယဇလန်းလေးကတော့ဂျက်ဘန်နီလို့ခေါ်တဲ့အမေရိကန်ရေဒီယိုနဲ့ရုပ်မြင်သံကြားလူရှင်တော်ကြီးအကြောင်းပါသူကကလေးဘဝတုန်းကတရောထိုးတာကိုသင်ယူခဲ့တယ်ဒါပေမဲ့ကလေးတဘာဝအတိုင်းခက်ပုတ်ပေါ်ပဲလေ့ကျင့်ဖြစ်ပါတယ်လွယ်တဲ့အပိုင်းလေးတွေကိုပဲထက်ခါတလေလေးတီးပြီးတော့ခက်တဲ့အပိုင်းတွေဆိုလို့ရှိရင်မလေးကျင်ပဲကြော်သွားလေရှိပါတယ်အဲ့ဒီအခါမှာသူ့အဖေကသူ့ကိုဒီလိုဆုံးမခဲ့ပါတယ်ဂီတတစ်ခုတည်းမှာမဟုတ်ဘူးလုပ်ငန်းမှန်သမျှဒီအတိုင်းပဲတချို့အပိုင်းတွေကလွယ်တယ်တချို့အပိုင်းတွေကခက်တယ်ဘယ်လုပ်ငန်းမှမဆိုတကယ်တမ်းအောင်မြင်ခြင်းရင်ခက်တဲ့အပိုင်းတွေလည်းမလွဲမရှောင်သာလေ့ကျင့်ရလိမ့်မယ်တဲ့ဒီစကားကကျွန်တော်တို့ရဲ့လက်တွေ့ဘဝနဲ့အရန်ကိုဓာတ်ရိုက်သက်ဆိုင်နေပါတယ်မိတ်ဆွေဘဝမှာတိုးတက်ခြင်းလို့ပညာရက်တစ်ခုကိုအသစ်သင်ယူတာမျိုးဒါမှမဟုတ်လုပ်ငန်းခွင်မှာတာဝန်သစ်တွေယူထားတဲ့အခါမျိုးကိုမြင်ရောင်းကြည့်လိုက်ပါလွယ်ကူပြီးတော့ကိုယ်ဝါသနာပါတဲ့အပိုင်းတွေကိုပဲလူတိုင်းကလှုပ်ချင်ကြပါတယ်ပြင်းစရာကောင်းတဲ့ခေါင်းစားစရာကောင်းတဲ့အပိုင်းတွေဆိုလို့ရှိရင်ရှောင်ကျင်ကြတယ်ဒီအပိုင်းတွေမလုပ်ဘဲကြော်သွားလို့မရဘူးလားလို့တွေးမိတတ်ကြပါတယ်ဒါပေမဲ့ဂျပန်နီရဲ့အဖေပြောသလိုပါပဲအဲ့ဒီခက်ခဲပြီးပြင်းစရာကောင်းတဲ့အပိုင်းတွေကိုခြေညက်အောင်လေ့ကျင့်နိုင်မှမလွဲမရှောင်သာရင်ဆိုင်ကြော်ဖြတ်နိုင်မှသာကိုလိုချင်တဲ့အောင်မြင်မှုဆိုတဲ့ပန်းတိုင်ကိုရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုတိုင်းရေးသားခိုခြင်းစိတ်ပေါ်လာတဲ့အခါတိုင်းဒီစကားလေးကိုသတိရပြီးတော့တန်ပတ်ပြန်တင်ဖို့လိုအပ်ပါတယ်တတိယမြောက်ဇလန်းကတော့စာနယ်သင်းသမား Eric Seabury အကြောင်းပါသူအသက် 19 နှစ်အရွယ်မှာ
တငယ်ချင်းတစ်ယောက်နဲ့အတူတူကနူးလေတစ်စင်းနဲ့မိုင်ပေါင်း2250တောင်ဝေးတဲ့ခရီးရှည်ကြီးကိုသွားဖို့ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်ဒီကိစ္စကသတင်းစာတွေမှာပါလာတဲ့အထီကိုနာမည်ကြီးခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းခရီးစထွက်မဲ့အချိန်ရောက်တော့အဲ့ဒီလောက်ဝေးလံခေါင်ဖျားတဲ့ခရီးကြီးကိုတဘာဝဘေးအန္တရာယ်တွေကြားထဲကနေတကယ်များသွားနိုင်ပါမလားဆိုပြီးတော့သူတို့ကိုယ်တိုင်တန်တရားဝင်လာကြပါတယ်ကြောက်စိတ်တွေလည်းဝင်လာပါတယ်အဲ့ဒီအချိန်မှာအတွေ့အကြုံရင်မုတ်ဆိုးကြီးတူကသူတို့ကိုဒီလိုမျိုးအဖိုးတန်အကြံဉာဏ်ကိုပေးခဲ့ပါတယ်မင်းတို့ရှေ့မှာဘလောက်ဝေးဝေးကြီးသွားရအောင်မင်းဆိုတာကိုလှမ်းပြီးတော့မစင်စားနဲ့ရှစ်တမိုင်အတွက်ကိုပဲစဉ်းစားရတဲ့အဲ့ဒီမင်းတို့လိုချင်တဲ့ပန်းတိုင်တေချာပေါက်ရောက်လိမ့်မယ်လို့ငါတော့ယုံကြည်တယ်တဲ့မိတ်ဆွေဒီအချက်ကလက်တေးဘဝမှာအရန်ကိုအစွမ်းထက်ပါတယ်ဥပမာမိတ်ဆွေကအိမ်တလုံးဝယ်ဖို့ဒါမှမဟုတ်စီးပွားရေးတစ်ခုထူထောင်ဖို့နှစ်နဲ့ချီပြီးတော့ငွေစုနေရတယ်ဆိုပါစို့ပန်းတိုင်ကကြီးမားလွန်းတော့ဟာဒီလောက်ပမာဏကြီးရဖို့အဝေးကြီးပဲဘယ်တော့မှရောက်မှာမဟုတ်ဘူးဆိုပြီးတော့တွေးလိုက်တိုင်းချက်ချင်းစိတ်သက်ကျသွားနိုင်ပါတယ်ခရီးအစမှာတင်မောသွားတတ်ပါတယ်အဲ့ဒီလိုမတွေးပါနဲ့ဒီလအတွက်ငါစုရမယ့်ပမာဏကိုငါပုံမှန်လေးထည့်ပြအောင်ထည့်မယ်ဆိုတဲ့ရှစ်တမိုင်ကိုပဲအာယုံစိုက်ပါနောက်တလန်းချင်းစီကိုမှန်မှန်လှမ်းသွားသလိုမျိုးပေါ့တနေ့စာလမ်းလျှောက်တာတလစာငွေစုတာတရက်စာအလုပ်ကြိုးစားတာအဲ့ဒီလိုမျိုးခွဲခြားပြီးတော့ရှစ်တလန်းကိုပဲအာယုံစိုက်ပြီးဆက်လုပ်သွားမယ်ဆိုလို့ရှိရင်မိတ်ဆွေလိုချင်တဲ့ပန်းတိုင်စီကိုမတိမတာနဲ့တေချာပေါက်ရောက်သွားမှာပါဒီစာအုပ်ထဲမှာပါတဲ့ကျွန်တော်ကိုအထီးမိဆုံးပညာပေးနိုင်တဲ့ဇလန်းတစ်ပုဒ်ကတော့ကဘာကျော်စာရေးဆရာကြီးအေဂျင်ကရိုနီရဲ့အကြောင်းပါသူကမူလကဆရာဝန်တစ်ယောက်ပဲဖြစ်ပါတယ်ကျမ်းမာရေးအခြေအနေကြောင့်အလောက်ကနေနားပြီးတော့ကျေးလက်ဒေသတစ်ခုမှာသွားအနားယူရင်းနဲ့သူ့ရဲ့တသက်တာအိမ်မက်ဖြစ်တဲ့စာအုပ်တစ်အုပ်ကိုစရေးပါတယ်လားနဲ့ချီပြီးရေးလာခဲ့ပေမဲ့ဒီနေ့မှာတော့သူရေးထားတဲ့စာမူကိုဖတ်ကြည့်ပြီးတော့ငါစာတွေကအသုံးမကျပါဘူးလေဆိုပြီးစိတ်ပြက်လက်ပြက်နဲ့စာမူတွေကိုအမိုက်ပုံတွေကိုလွန့်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအဲ့ဒီရွာကလေသမားကြီးတစ်ယောက်နဲ့သူ့စကားပြောဖြစ်ပါတယ်လေသမားကြီးကရွှွန်းနွန်နေပေါင်းပင်နေအပြည့်ဖြစ်နေတဲ့မြေကွက်ပြက်ကြီးကိုပေါက်ပြားတစ်လက်နဲ့နေတိုင်းဇွဲလုံးလာကြီးစွာတူးဆွနေတာပါလေသမားကြီးကကရိုနင်ကိုဒီလိုပြောခဲ့ပါတယ်ဆရာဝန်ကြီးဒီမြေကွက်ကြီးကအယမ်းမာပြီးတော့ပေါင်းပင်နေရှုပ်နေတာမှန်ပါတယ်တခြားသူတွေကတော့ဘယ်တော့မှစိုက်ပျိုးလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ပြောကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒါကိုဂရုမစိုက်ဘူးမြေတပြားချင်းစီနေတိုင်းတူးသွားမယ်အချိန်တန်တော့ဒီနေရာမှာစိမ့်လန်းနဲ့စိုက်ခင်းကြီးဖြစ်လာရမယ်ဆိုပြီးတော့ယုံကြည်တယ်ဆရာဝန်ကြီးလည်းရေးလက်စစာအုပ်ကိုအရှုံးမပေးဘဲနဲ့ဆက်ရည်ပါတဲ့ဒီစကားကိုကြားတဲ့ကရိုနင်ကအမိုက်ပုံနဲ့လွန့်ပစ်ခဲ့တဲ့စာမူတွေကိုပြန်ကောက်မအိတ်မနီပြန်ရေးခဲ့တာတွေနောက်ဆုံးတော့ဒီ Hewlett Castle ဆိုတဲ့ကဘာကျော်ရောင်းအားအကောင်းဆုံးစာအုပ်ကြီးဖြစ်လာခဲ့ပါတယ်မိတ်ဆွေလည်းကိုလုံးနေတဲ့အလုပ်တစ်ခုကိုအရှုံးပေးခြင်းနဲ့စိတ်ပေါ်လာတဲ့အခါတိုင်းအဲ့ဒီလေသမားကြီးရဲ့ပေါက်ပြားခုတ်တံကိုနားထဲမှာကြားယောင်လိုက်ပါကိုယ့်ရဲ့စိတ်ပြက်အားငယ်မှုတွေကိုခုတ်ချစ်ဖယ်ရှားပစ်လိုက်ပါနောက်ဆုံးအနေနဲ့ပြောပြခြင်းတဲ့ဇလန်းလေးကတော့ပြဆက်မင်းသမီးကြီးမေရီမာတင်ရဲ့ဇလန်းလေးပဲဖြစ်ပါတယ်သူကစင်မြင့်ထက်မှာအမြဲတမ်းတက်ကြွလန်းဆန်းပြီးတော့ပရိသတ်ကိုဆွဲဆောင်နိုင်သူပါသူရဲ့လိုဝက်ချက်ကဘာလေးဆိုတာကိုသူကဒီလိုဖွင့်ဟခဲ့ပါတယ်သူပြဆက်မကခင်စင်ပေါ်မတက်ခင်တိုင်းမှာစင်နောက်ွယ်ကနေပရိသတ်တွေကိုကြည့်ပြီးတော့ကျမရှင့်ကိုချစ်တယ်ကျမရှင့်ကိုချစ်တယ်လို့သူ့ရဲ့စိတ်ထဲကနေထက်ခါတလေလေရေရွတ်လေရှိပါတယ်တဲ့အဲ့ဒီလိုမျိုးမေတ္တာပိုးသားလိုက်တဲ့အတွက်သူ့ရဲ့တင်ဆက်မှုတွေဟာအသက်ဝင်ပြီးတော့ပြည်သက်ရဲ့နှလုံးသားကိုဓာတ်ရိုက်ထိမှန်စေခဲ့တာပါဒီအချက်ကိုကျွန်တော်တို့ရဲ့လုပ်ငန်းခွင်မှာလည်းအသုံးချလို့ရပါတယ်ကိုလုံးနေတဲ့အလုပ်အပေါ်မှာကိုတာဝန်ယူမှုပေးရတဲ့လူတွေအပေါ်မေတ္တာထားပြီးတော့ငါကဒီအလုပ်ကိုမျက်နှိုးတယ်ဆိုပြီးတော့စိတ်သွင်းပြီးတော့လုပ်ကြည့်လိုက်ပါမိတ်ဆွေရဲ့ရလက်တွေကရခင်ကားထက်အစာပေါင်းများစွာပိုကောင်းလာတာကိုအံ့ဩဖွယ်တွေ့ရပါလိမ့်မယ်ဒီစာအုပ်ထဲမှာဒီလိုမျိုးထူးချွန်သူတွေရဲ့အဖိုးတန်အကြံဉာဏ်တွေဇာတ်ကြောင်းတွေအများကြီးပါဝင်ပါသေးတယ်စာရေးဆရာဖေမြင့်ဘာသာပြန်ဆိုထားတဲ့စကားလုံးအသုံးအနှုန်းတွေကလည်းရှင်းလင်းပြတ်သားပြီးတော့
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဓာတ်ရိုက်အသုံးချလို့ရတဲ့လက်နက်ကောင်းတွေဖြစ်ပါတယ်မိတ်ဆွေဘဝမှာအရှုံးပေးခြင်းစိတ်ပေါ်လာတဲ့အခါကိုတန်လျာဝင်လာတဲ့အခါရီမန်းချက်တွေကအရန်ကြီးမားလွန်းလို့အဝေးကြီးမှာရှိနေတယ်လို့ခံစားရတဲ့အခါတိုင်းဒီစာအုပ်လေးတွေကအကြံဉာဏ်တွေကိုပြန်ပြီးတော့တတိယလိုက်ပါဖြစ်ရမယ်လို့ယုံကြည်ရင်ပြေးမလို့ဟုခက်ခဲတဲ့အပိုင်းကိုမလွဲမရှောင်သာကြော်ဖြတ်ရမယ်ခကြီးအဝေးကြီးကိုမကြည့်နဲ့ရှေ့တပိုင်းကိုပဲအာယုံဆိုင်စိတ်ပြက်အာရုံမှုတွေကိုတူးဆွပြစ်ဒီရချက်တွေကိုလက်တွေ့အသုံးချကြည့်ပါဒါဆိုလို့ရှိရင်မိတ်ဆွေလက်ရှိရင်ဆိုင်နေရတဲ့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကတေချာပေါက်ဖြစ်နိုင်တဲ့အရာတွေအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်ကဲဒီနေ့အတွက်စာအုပ်အနှစ်ချုပ်တင်ဆက်မှုလေးကိုတော့ဒီနေရာမှာပဲရန်နာဝင်ပြပါဒီအကြောင်းအရာလေးကမိတ်ဆွေရဲ့ရည်မှန်းချက်တွေစီတွားရလမ်းမှာအုတ်တစ်ချက်သေးတဲ့ပွင့်အနေနဲ့ခွန်အားဖြစ်စေလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်လည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်လေးတွေအကြောင်းဆက်ပြီးတော့ပြောပြသွားမလဲဆိုတာကိုဆက်လက်စောင့်မျှော်အားပေးကြပါအောင်ခင်ဗျအချိန်ပေးပြီးတော့နားထောင်ပေးခဲ့တဲ့မိတ်ဆွေတွေကိုအထူးကျေးဇူးတင်ရှိပါတယ်မိတ်ဆွေရဲ့နေ့ရက်တိုင်းမှာအောင်မြင်မှုတွေပျော်ရွှင်မှုတွေနဲ့ပြည့်ဝနေပါစေတကယ်လို့ဒီစာအုပ်လေးကိုအဆုံးထိနားထောင်ပြီးတော့ကိုယ့်အတွက်အကျိုးတစုံတရာရရှိခဲ့တယ်ဆိုလို့ရှိရင်အဆုံးထိအကျိုးရှိဆိုပြီးတော့မှတ်သွားခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျ